နှမျောစရာကြီးပါဗျာကျွန်တော်သွားတော့ကြည့်ခဲ့တယ်ပြည်သက်နိုင်ငံကတန်မိုးဖြတ်လို့မရတဲ့ဘရင်နဲ့ဘရင်မရဲ့လက်ဝတ်လက်စားတွေဒီ crown တွေဆွဲကြိုးတွေနဂတ်တွေရင်တူးတွေ19ရက်နေ့မနက်ကပဲခိုးခံရလို့တဲ့တီမီဝီဘလို့ခိုးသွားလဲဆိုတာမပြောခင်မှာဘာတွေပါသွားလဲဆိုတာကိုအရင်ပြောပြပါဒါကတော့အဲ့ဒီ jewelry တွေထားတဲ့ hall room ကြီးပဲဖြစ်ပါတယ်အထဲထဲမှာအဆောက်တွေအထက်ထက်နဲ့အတူတူအဲ့ဒီ jewelry တွေကိုအပေါ်ကမှန်ပေါင်းကြောင်ကြီးနဲ့ကုလို့ထားပါတယ်ဒါကသူတို့ဘရင်ဆောင်းတဲ့ crown ပဲဖြစ်ပါတယ် jewelry တစ်လုံးချင်းစီကလူပစ်ပေါက်လို့ရှိရင်မေ့သွားလောက်တဲ့အထီကိုကြီးကျယ်ပြီးတော့အရန်ကိုတန်မိုးရှိပါတယ်ဒါတွေကအိန္ဒိယကလာတဲ့စိတ်နေလို့ပြောပါတယ်တစ်လုံးကို100ကျော်140 carat ဝန်းကျင်လောက်ထိရှိပါတယ်မြင်ရခဲ့တဲ့ပန်းရောင်စိန်ကိုလည်းတွေ့ရခဲ့ပါတယ်နောက်ထပ်ဘယင်မတွေအသုံးပြုတဲ့အစင်တန်စာတွေကလည်းဒါကဗရမများရှင်တို့လို့ပြောပါတယ်ပြီးတော့ဒါကနီလာဘရက်နဲ့ဘယင်မဆောင်းတဲ့ crown အသေးလေးပဲဖြစ်ပါတယ်မြဘရက်နဲ့အတူတူမြ crown တွေဗရမများဆွဲကြိုးလက်ပတ်နဲ့နဂတ်တို့ပဲဖြစ်ပါတယ်မြ crown မှာတက်ထားတဲ့မြကြီးကလည်းအရေးသွေးကောင်းတဲ့အပြင်ကိုစိန်တစ်လုံးကလည်းတော်တော်ကြီးကိုကြီးပါတယ်ရင်တို့မှာတက်ထားတဲ့စိန်တွေဆိုတာတော်တော်ကြီးကိုကြီးပြီးတော်တော်ကြီးကိုလှပါတယ်တော်တော်လေးလေးမယ်လို့လည်းထင်ပါတယ်အရန်တန်မိုးရှိပြီးခမ်းနားပါတယ်ကျွန်တော်ပြင်သစ်နိုင်ငံ Paris မြို့ကိုရောက်တော့ Louvre Museum ဆိုတာကိုသွားခဲ့ပါတယ်ဘာပေါ်မှာအကြီးဆုံးသော museum တစ်ခုဖြစ်ပါတယ်အဆောက်တွေအထက်ထက် security တွေအထက်ထက်ရှိနေတဲ့အပြင်အထဲထဲကိုရောက်ဖို့အတွက်တန်းကိုတော်တော်စီရပါတယ်လူတွေလည်းအရန်များပါတယ်Paris က Louvre Museum ဖြစ်ပါတယ်ဒီထဲမှာနာမည်ကျော် Mona Lisa တို့နောက် Venus ရုပ်ထုတို့ဒီထဲမှာအကုန်ရှိပါတယ်တကယ်ဒီပြင်သစ်နိုင်ငံရဲ့ history တစ်ခုလုံးကိုဒီမှာကြည့်နိုင်ပါတယ်ဘလို့ခိုးသွားလဲဆိုလို့ရှိရင်ဒီ Louvre Museum ရဲ့အပြင်မှာသူတို့ကကားတစ်စီးရက်လိုက်ပြီးတော့အဲ့ကားပေါ်ကနေပြီးတော့ဒီ train နဲ့ဒီ Louvre Museum အပေါ်တက်တယ်ပေါ့နော်ဒီ jewelry တွေထားတဲ့အခန်းကိုသူတို့ကအပေါ်တက်သွားတယ်ဒီ Louvre Museum ကိုမနက်10:00 နာရီမှာစဖွင့်တဲ့ဟာကိုလူတွေမဝင်လာခင်မိနစ်ပိုင်းလေးအလိုပါတယ်အဲ့တခိုး၄ယောက်ကနေပြီးတော့ခိုးပြီးတော့အဲ့ရနေပြန်ခုံဆင်းသွားပြီးတော့သူတက်ရက်ပြီး serious scooter နဲ့ထွက်ပြေးသွားတယ်လို့ပြောပါတယ်တခိုးက3ယောက်ကနေ4ယောက်လောက်ရှိတယ်လို့လည်းပါတယ်လောလောဆယ်ပျောက်ဆုံးနေတဲ့ jewelry က9ခုရှိတယ်လို့လည်းသိရတယ်ပြင်သစ်နိုင်ငံမှာခေါင်းမေးတောက်လောက်အောင်အဲ့တခိုးတွေကိုရှာဖွေနေတာပဲဖြစ်တယ်ကျွန်တော်ဒီ museum မှာရှိတဲ့တချို့စိတ်ဝင်စားတဲ့ရိုက်ခဲ့တဲ့အပိုင်းလေးတွေကိုကျွန်တော်ပြပါအောင်မယ်ဒါတွေကသူတို့ဘရင်နေခဲ့တဲ့ခုနှစ်တက္ကရာ1600ဝန်းကျင်လောက်မှာအသုံးပြုတဲ့အစင်တန်စာတွေပဲဖြစ်ပါတယ်1600ဝန်းကျင်လောက်ဆိုရင်ဘရင်နောင်နဲ့တီဘောမင်းကြားတဲ့ကမင်းဆက်တွေနဲ့လောက်တဲ့ကသူတို့တွေကအခုလိုအစင်တန်စာတွေပကံတွေဇွန်းတွေခွက်တွေနဲ့တော်တော်ကြီးကိုအသုံးပြုနေကြပါပြီပြီးတော့သူတို့စီမှာအသုံးပြုတဲ့ဒီကြီးတယ်တွေပကံတွေရွှေစုံးတွေရွှေခွက်တွေဆိုတာလဲတော်တော်ကြီးကိုခန်းခန်းနားနားနဲ့လှလှပပလေးတည်ရှိပါတယ်ဒါကတော့မိုနာလီဇာကိုတွားနေတဲ့အခန်းထဲပဲဖြစ်ပါတယ်တကယ်မိုနာလီဇာပကြီးကားအစ်စ်ကိုတွားရောက်ကြည့်ရှုခွင့်ရခဲ့ပါတယ်ဒီပကြီးကားကိုအနီးကပ်ကြည့်ရှုဖို့အတွက်လူပေါင်းများစွာကိုနိုင်ဝက်တနာရီလောက်တန်းစီပြီးတော့မှဒီပကြီးကားကိုအနီးကပ်ကြည့်ရှုခွင့်ရခဲ့ပါတယ်မိုနာလီဇာပကြီးကားကြည့်ပြီးတဲ့အချိန်မှာတော့သူတို့1500ဝန်းကျင်လောက်ကဘရင်နေဘရင်မတွေရဲ့ပကြီးကားတွေနဲ့ဘရင်နေဘရင်မတွေရဲ့အတုံးဆောင်တွေကိုလည်းကျွန်တော်တွေ့ခဲ့တယ်ဒါတွေကတော့1500ဝန်းကျင်လောက်မှာသူတို့စစ်တိုက်ထွက်ရမှာအသုံးပြုတဲ့တန်ချက်ကာအင်ဂျင်နဲ့ဒိုင်းတွေလှန်နေဓားတွေပေါ့နော်သူတို့တန်ချက်ကာတွေဒိုင်းတွေမှာအသေးချအသေးစိတ်အနုစိတ်ဒီထွင်းထုထားတာကိုလည်းတွေ့ရရတယ်တော်တော်လေးကိုလှပပြောင်မြောက်တဲ့အနုပညာလက်ရာတွေပဲဖြစ်ပါတယ်ဒီပြင်သစ်တွေကမပူးတွေရုပ်ထုတွေထုတဲ့အချိန်မှာစစ်တွေအပေါက်တွေကိုထည့်ထားတာကိုလည်းတွေ့ရတယ်ဗီနပ်စ်ရုပ်ထုလို့ပြောပါတယ်သူတို့စစ်တိုက်ပြီးပြန်လာတဲ့အချိန်မှာဒီရုပ်ထုကိုတင်မော့ရဲ့ထိတ်ဆုံးမှာထားပြီးတော့အောင်နိုင်ခြင်းအနေနဲ့ထားတဲ့ရုပ်ထုအနေနဲ့လည်းသူတို့သတ်မှတ်ပါတယ်။မြင်တော့လက်တွေခေါင်းတွေပါတယ်။အခုနှစ်ပေါင်းများစွာကြာတဲ့အချိန်မှာလက်တွေခေါင်းတွေပြုတ်ထွက်သွားတယ်ပေါ့နော်။ပြီးတော့ဒါတွေကပြင်သစ်တွေရဲ့ဗဗုကြောက်စစ်ရုပ်ထုတွေပဲဖြစ်ပါတယ်။ကျွန်တော်ပြောသလိုပဲကြောက်စစ်ရုပ်ထုမှာထုထားတဲ့ဒီအင်ကြီးကျနေတာတွေနောက်ဒီသူတို့ရဲ့မာဆယ်တွေနောက်သွေးကြောတွေကအစအသေးစိတ်ထုစစ်ထားတာကိုတွေ့ရပါတယ်။ကြောက်စစ်ရုပ်ထုတွေသာမကဒီအီဂျစ်ကရှိနေတဲ့ဒီအီဂျစ်ရုပ်ထုတွေနောက်အီဂျစ်ဘရင်တွေဘရင်မတွေရဲ့ဒီအတုံးဆောင်တွေအပြင်ကိုသူတို့မမ်မီလုတ်ပြီးတော့အလောင်းထဲတဲ့ဒီအခေါင်းတွေပေါ့နော်အဲ့ဒါတွေကိုလည်းတွေ့ရတယ်သူတို့ဒီဘရင်မတွေကသူတို့တေဆုံးသွားတဲ့အချိန်မှာသူတို့ချစ်တဲ့ကြောင်လေးတွေခွေးလေးတွေကိုပါမမ်မီလုတ်ပြီးတော့သူတို့ရဲ့အခေါင်းထဲမှာတခါတည်းထည့်လိုက်တယ်လို့လည်းဘုသူသားအနေနဲ့သိရပါတယ်နောက်ထပ်ဒီ Louvre Museum မှာကြည့်ရှုစရာတွေကအများများတယ် Louvre Museum မှာကြည့်မယ်ဆိုရင်တစ်နေ့လုံးတောင်မလောက်နိုင်တဲ့အထီကိုကျေပြန့်ပြီးတော့ကြီးမားတဲ့ museum တစ်ခုဖြစ်ပါတယ်တကယ်ပြင်သစ်နိုင်ငံ Paris မြို့မှာကျွန်တော်တေချာသွားထားတဲ့ဗီဒီယိုကတော့နောက်ပိုင်းအချိန်ရတော့မှပဲတင်ပေးသွားပါအောင်မယ်အခုလောလောဆယ်မှာ Louvre Museum မှာ
တခိုးခိုးခံရတဲ့ပြဿနာနဲ့ပတ်သက်ပြီးဒီလူမျိုးစီရိုင်းထဲမှာဘာရှိလဲဆိုတဲ့ဗီဒီယိုလေးပဲကျွန်တော်အရင်ဆုံးလုပ်ပြတာပဲဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ရဲ့ခရီးသွားဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ